အားလုံးပဲမင်္ဂလာပါမင်းညတော့ကျွန်တော်တို့ဒါရာသီစာဖွင့်ပွဲစဉ်နဲ့အာဆင်နယ်အသင်းရဲ့အာတီတာဒါကိုပြက်နဲ့ရာသီကိုဖွင့်လိုက်ပြီးကိုပြက်ခြေပြက်နဲ့ဟိုဒါအိမ်ဖွင့်မှာရာသီကိုဖွင့်လိုက်ပြီးဒီနေ့ညတော့အသင်းကြီးနှစ်သင်းကျွန်တော်စပါနဲ့ Brentford ရှိမယ်ဒါ United နဲ့ကျွန်တော် Hull City အသင်းရှိမယ်ပေါ့ဒါ United နဲ့ Hull City အသင်းပွဲကြိုလေးကိုကျွန်တော်ဒါရာသီအစားအသုံးတစ်ချက်လေးနဲ့ရောပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်ပထမဆုံးကျွန်တော်ဒီ United Michael Carrick United ပေါ့ဒီရာသီမှာဒါသူမနစ်ကရာသီဝက်မှာရောက်လာပြီးတော့ဒါအသင်းကိုဒီကွန်ညာအမ်ဘူမူအာမက်တို့လိုတိုက်စစ်တွေတိုကိုတိုက်စစ်တွေနဲ့ဒါအဆင့်3ဒီမန်စီးတီးနဲ့အာဆင်နယ်နောက်ကနေကတ်လိုက်နိုင်အဆင့်3ရအောင်ဒါသူဆွမ်းဆောင်ပေးနိုင်ခဲ့တယ်ပေါ့အခုဒီရာသီကတော့သူ့ရဲ့ဒါ proper ဒီ program ဖြစ်ရမယ့်ရာသီတော့ရောက်လာတဲ့အချိန်မှာဒါသူ့အတွက်ဒီဘေးကနေ supporting နေရတော့ကျွန်တော်တို့ဟို limit တွေဖြစ်နေသေးတယ်လို့တော့ခံစားနေရတယ်ဒါမနေ့ကရာသီမှာဆိုရင်တို့တိုက်စစ်ပိုင်းကိုကွန်ညာဆက်ကိုဘူမိုဒီလို3ယောက်ဖြည့်ထားတယ်ပေါ့ဒီနှစ်ကြတော့ကျွန်တော်ကွင်းလေအနေနဲ့ဒါ Andrew Santo အခုပါလဲကျွန်တော်တို့ here we go ပါပြီကျွန်တော် Telemans တို့ဖြည့်ထားတယ်ဒါကွင်းလေ3ယောက်ကိုအဓိကဖြည့်ထားတယ်ပေါ့ခုတက်လာတဲ့စို့တီအရာတော့ကျွန်တော်နောက်ထပ် left back နဲ့နောက်ထပ်ဒီ center back တို့ဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီ left wing ကပေါ့အဲ့လိုမျိုးဆိုင်ကင်းနှစ်ခုလောက်တော့လုပ်မယ်လို့တော့ကျွန်တော်တို့သတင်းတွေတက်ထားတာရှိတယ်လောလောဆယ်အခြေအနေကတော့ဒါဒီကျွန်တော်တို့ဒီ Premier League တည်တက်မယ်ကျွန်တော်တို့ဒီပွဲမှာသုံးသပ်မယ်ဆိုလို့ရှိရင်တော့ဒါ Hull City ကိုဒီ Michael Carrick ကအသင်းဟိုမနိုင်နိုင်တဲ့အကြောင်းမရှိဘူးဒါသူ့မှာတကယ်လုံလောက်တဲ့အင်အားလက်ရှိအချိန်ထိရှိနေတယ်ဒါပေမဲ့သူတို့ရဲ့ long term မှာတော့ကျွန်တော်တို့တော်တော်လေးဒါဒီ squad နဲ့ဆိုလို့ရှိရင်အဆင်ပြေပါမလားဆိုရင်ဒီလိုမျိုးမေးခွန်းတွေရှိလာနိုင်တယ်ဒါကွင်းလယ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဟိုလူဝယ်ထားတယ်ဆိုပေမဲ့တခြားကျွန်တော်တို့တကယ် proper ဒီလိုမျိုး sign in ပေါ့တကယ်ဟို bid sign in ဒါ Chelsea ကို Messi တို့အဲ့လိုမျိုး sign in တွေတော့တွေ့ရတာမရှိသေးဘူးဒီကွင်းလယ်ပိုင်းမှာဒါသူတို့ Wharton တို့ Alex Scott တို့လိုမျိုးကစားသမားတွေကိုလိုက်တယ်ဆိုပေမဲ့ဒါဟိုနောက်ဆုံးဒါသူတို့အရင်ကပဲချိန်ရွယ်ထားတဲ့ဒီကစားသမားပေါ့ဒါပြောမယ်ဆိုတော့ form ရဓမ္မဆုံးလိုမျိုးဒါဘယ်လိုပြောရမလဲဒီဘာလဲဘာကိုပဲသူတို့ရွေးချယ်လိုက်တယ်ပေါ့ဒါသူတို့နောက်ွယ်မှာလည်းဒါသူတို့ရဲ့ဒီငွေကြေးသုံးစွဲမှုဆိုင်ရာကန့်သက်ချက်အကြောင်းအရာလေးတွေလည်းရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲအကြောင်းမလို့ဒါသူတို့ရဲ့ဒီနှစ် Michael Carrick အတွက် preparation ကတော့ကျွန်တော်ရဲ့အနေနဲ့ကတော့လုံးဝအရင်အားမရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြိုင်ပွဲစုံသွားမယ်ကာလတွေရှိတယ်အဲ့တော့ကျွန်တော် Champions League တွေလာမယ်တခြား FA တွေဝင်လာမယ်ဒါပြည်တွင်းဖလားတွေဝင်လာမယ်ပြီးရင် Premier League ကိုလည်းကိုက stable ဖြစ်အောင်ဒါ Arsenal တို့နဲ့ဒီတူတင်ကိုတင်ပြန်ရတော့မယ့်အခြေအနေဟိုတကယ်နီးပြကြီး Guardiola လည်းမရှိတော့တကယ်ဟိုထောင်လုပ်တဲ့လူတွေလည်းမရှိတော့ဆိုတော့ဒါသူလိုကိုလိုနီးပြတွေပဲဒီထဲမှာအာတီတာအနေနဲ့ဟို experience ရှိနေတဲ့နီးပြမျိုးပေါ့ဒီလိုဟိုအရင်ရောတာတယ်လို့တော့မဟုတ်အဲ့လိုမျိုးဒီအဲ့လိုမျိုးနီးပြတွေပေါ့ဒါဖုံးချင်းရှင်ပြီးတော့သွားမယ်ကျွန်တော်တို့ယာတီတစ်ခုရောက်လာပြီးတော့ဒီလိုယာတီမှာဒါ United အတွက်ဒီ United ရဲ့ဒီပုံပွဲတွေနောက်ကဒီ supporting တွေကနည်းနည်းလေးအားနည်းနေတယ်လို့တော့ထင်ပါတယ်ဒါပေမဲ့ဒီနေ့ညဖွင့်ပွဲစဉ်မှာတော့ဒါသူတို့ရဲ့ကစားသမားတွေလည်းအကုန်လုံးကကြံ့ခိုင်မှုပြည့်နေတယ်ကစားသမားတွေအကုန်လုံး ready ဖြစ်နေပြီဒါခြေတန်းပွဲတွေမှာလည်းသူတို့တောက်လျှောက်ရှေ့သွမ်းပြပြီးတော့ဒါ Amorim ရဲ့ AC Milan တသင်းမဲ့သူတို့ဟိုရှုံးတာပေါ့ကျန်တဲ့အသင်းတွေဆိုလို့ရှိရင်သူတို့ဖလားတွေပါရပြီးတော့ဟို pre season ကိုတော်တော်လေး proper ခြေသွမ်းတွေပြထားတယ်ပေါ့အဲ့တော့ဒီပွဲမှာလည်းဒါ Hull City ကတော်တော်လေးကိုအားနေပါတယ်ဟိုတက်လာတဲ့အသင်းတွေထဲမှာတော့ Hull City အားနေဆုံးလို့တော့ပြောလို့ရတယ်ဒါဒီနှစ်တောင်တန်းပြန်ပြီးတော့တင်မှမလားဆိုတဲ့မိကုန်းရှိပါဒီလိုတင်းမျိုးကိုတော့ကျွန်တော်တို့ဒီ United ကမနိုင်ရကြောင်းမရှိဘူးကျွန်တော်တို့ဒီ Michael Carrick အတွက်ဒီ2016-2019ရာသီဒါသူ fully management လုပ်ရမယ့်ရာသီမှာဒါအဖွင့်ပွဲစဉ်မှာသူတို့တေချာလေးကိုပြက်ခြေပြက်နဲ့နိုင်ပြီးတော့ပွဲကိုဖွင့်နိုင်မယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကွန်ညာတို့ဘရူနိုတို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့အမတ်တို့အမူမူတို့လည်းဒီထဲကလူတွေကလည်းတယောက်တော့ကိုးရပြီးတော့ကျွန်တော်တို့သူတို့ရဲ့ဒီပြောပြတယ်ကျွန်တော် play တူးချင်းစွမ်းဆောင်ရည်ကို
စပြီးတော့ ready ဒါ Premier League တွေ ready ဖြစ်ပြီဆိုတော့သူတို့ program ခြေစွမ်းတွေကိုစတင်ပြကြမယ်ညလို့ပဲကျွန်တော်တုတ်တပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါကျွန်တော်ည United နဲ့ Husky ပွဲလေးအကြောင်းသုံးသပ်ပေးတာပါပွဲပြီး3 တစ်ချက်မှာပြန်တွေ့ကြပါမယ်